မယ်ညခီးစဉ်လေးဖြစ်ပါတယ်ခုကျတော့ဖူကစ်လေးစတဲ့ပါပြီခုမြင်နေရတဲ့မြင်ကွင်းကတော့ဖူကစ်မြို့ရဲ့ညဘက်မြင်ကွင်းလေးဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာစီတွေပြက်နေတယ်စီတွေတန်းစီရနေတဲ့အချိန်မှာဖူကစ်မြို့ရဲ့အလှတရားကိုဒီကနေပြီးတော့စူးစမ်းနိုင်ပါတယ်ကျွန်တော်လက်ရှိနေတဲ့ထိုင်းနိုင်ငံမှာလည်းပဲစီတွေကဈေးတင်းနေတယ်ဆိုပေမဲ့မြို့တစ်မြို့ကိုကြည့်ကြည့်ပါဒီမြို့ကဘယ်လောက်ထိတာယာနေလဲဆိုတာစူးစမ်းနိုင်ပါလားခင်ဗျာဒါဖူကစ်မြို့ရဲ့ညဘက်မြင်ကွင်းလေးဖြစ်ပါတယ်ခင်ဗျာဖူကစ်ညဘက်မြင်ကွင်းလေးပါအရန်တာယာပြီးတော့အရန်မိုက်ပါတယ်ဒါကြောင့်မလို့လေတွေစီးတဲ့အခါကျရင်ကျွန်တော်ကညဘက်သွားတတ်ပါတယ်နေဘက်ဆိုရင်အဲ့လိုမျိုးမြင်ကွင်းလေးမတွေ့ရဘူးပေါ့နော်ကဲဒီနေရာကတော့ဘန်ကောက်ရောက်ပါပြီခင်ဗျာဘန်ကောက်မြို့ပေါ့နော်ဘန်ကောက်မြို့ရောက်ပါပြီလေငွေတော့မရောက်သေးပါဘူးဘန်ကောက်မြို့တော်ရဲ့ညဘက်မြင်ကွင်းလေးပေါ့နော်ဟိုဘက်မှာမဲနေတဲ့နေရာတွေကတော့လဲကွင်းတွေဖြစ်ပြီးတော့မီးလင်းနေတဲ့နေရာတွေကတော့လူနေအဆောက်အအုံတွေဖြစ်ပါတယ်ခင်ဗျာအရင်မိုက်ပါတယ်အရင်ကြိုက်တဲ့ဒီလိုမြင်ကွင်းလေးတွေကြည့်ချင်လို့ခီးသွားတဲ့အခါကျရင်လေရင်နဲ့ခီးသွားတဲ့အခါကျရင်ညဘက်သွားပါတယ်နေဘက်ဆိုတော့အဲ့လိုမျိုးမြင်ကွင်းတွေမတွေ့ရဘူးပေါ့နော်ညဘက်ဆို